မင်္ဂလာပါလက်ရှိကျွန်တော်ရောက်နေတဲ့နေရာတော့ဒါကျွန်တော်တို့ချောင်းသာအနီးရဲ့နော်ရှေးတောင်ရန်ကမ်းခြေရောက်နေတာဖြစ်ပါတယ်ဗျာနော်ဒီဘက်မှာလည်းကြောက်ဆောင်နေနဲ့လုံးဝရှယ်မိုက်ပါတယ်ဒီလေးဇုံးဆွဲပြလိုက်လုံးဝရှယ်မိုက်တယ်နော်လုံးဝမိုက်ပါတယ်ဒီဘက်မှာဆိုလဲဒါပင်လေကြီးပေါ့နော်ဟိုဘက်မှာဆိုလဲအုံးမင်နေနဲ့ဒီနေရာလေးကတော်တော်လေးလှပါတယ်ဗျာနော်ချောင်းသာကိုလာတဲ့ညီကိုတွေလည်းနော်ဒီနားလေးကိုလာဖို့မမေ့ပါနဲ့ဒါကျွန်တော် review လေးလာလုပ်ပေးတာပါလုံးဝသိချဲသားတယ်နော်ဒီဘက်လေးမှာဟိုဟာရေကူးတယ်ဆိုလဲရေကမိုက်တယ်ကိုဖွင့်တဲ့ကိုအေးအေးဆေးဆေးကူးလို့ရတယ်တော့ဒီဘက်မှာဆိုနားလည်းမကြည့်ဘူးလူပေါ်လေးပြင်ပြီးတော့စောက်ပြီးတော့စားပါညာပြီးဟိုတယ်ပြန်အိတ်လုံးဝရှယ်မိုက်ပါလေကျွန်တော်တို့ကတော့ပြန်တော့မှာပဲဖြစ်ပါတယ်ကြာနော်ကျွန်တော်ဖွဲ့သားတွေကတော့ဒီမှာပါကျွန်တော်ဖွဲ့သားတွေကတော့ဒီမှာပါတော့လည်းသူချုပ်နေပါတယ်ဟိုကတော့လည်းပုံရိုက်တာမပြီးတော့ပုံရိုက်တယ်ဟိုပုံထောင်တော့ပြည့်နေနော်ဘယ်ကပဲပုံတော့အဲ့ဒါလေး review လာဖို့လုပ်ပေးတာပါလို့နော်အားလုံးကျေးဇူးများတင်ပါတယ်ဗျ